ညီလေးခုနလုပ်တဲ့အဲ့လေ့ကျင့်ခန်းလေးတွေအိမ်မှာလုပ်နေတဲ့ဟာလေးလုပ်ပြပါလားကြည့်အောင်ဟုတ်ပြီဒီကတော့သိပြဿနာမရှိဘူးเนาะ shoulder elevation လို့ခေါ်တယ်နောက်တစ်ခုလုပ်ပြဒါလည်း shoulder circumduction လို့ခေါ်တယ်ဒါ YouTube ပေါ်မှာရှိတဲ့ဟာလေးညီလေးလိုက်လုပ်နေရเนาะဒါလည်းလုပ်လို့ရတယ်ကောင်းတယ်ကဲဟုတ်ပြီနောက်တစ်ခုလုပ်ပြအေးအဲ့ဒါမရတာကျွန်တော်ဘာကြောင့်မရလဲဆိုတော့ကျွန်တော်ပြောပြမယ်အနောက်ကိုလန်တယ်ရှေ့ကိုကုန်းတယ်မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီခေါင်းတစ်ခုလုံးရဲ့အလေးချိန်ကိုဒီ level အယူကကျွန်တော်တို့ထိန်းထားတာเนาะအဲ့တော့ကျွန်တော်တို့ sagittal plane ပေါ်မှာကျွန်တော်တို့လုပ်နေတာเนาะရှေ့ကိုငုံတယ်နောက်ကိုလန်တယ်ဆိုတော့ဒီရိုးတွေပေါ်မှာတို့ pressure ကျနေတာအဲ့ဒါမရဘူးနောက်တစ်ခုကဘယ်လိုလုပ်လဲညီလေး side flexion ဒါလည်းမရဘူးဒီမှာသူ pressure သွားပြီးတော့ဒီမှာဖိပြီဒါဆိုဒီဘက်မှာသွားပြီးတော့ pressure ဖိပြီအဲ့ဒီရိုးတွေကိုသူ rotation လုပ်နေတာเนาะခေါင်းဒါ rotation လုပ်ပြီ horizontal plane ပေါ်မှာဒါလုပ်နေတာเนาะ rotation လုပ်ပြီကဲအဲ့တော့ဒီခေါင်းရဲ့လေးချိန်ကိုကျွန်တော်တို့မရှိချင်ဘူးဆိုကျွန်တော်တို့ခေါင်းလှည့်လို့မရဘူးမဟုတ်ဘူးခေါင်းလှည့်လို့ရတယ်ကျွန်တော် plane ကိုပြောင်းပြီးလှည့်လို့ရတယ် plane ကိုပြောင်းပြီးလှည့်တာဘယ်လိုလှည့်မလဲဆိုတော့ကျွန်တော်ပြမယ်เนาะအဲ့တော့လေဗင်းကြီးပေါင်းရှိရင်ခေါင်းလှည့်လို့မရဘူးဆိုတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ plane ကိုပြောင်းလိုက်ဒါက frontal plane ဖြစ်သွားပြီခေါင်းရဲ့လေးချိန်ကလေဗင်းရုပ်ပေါ်မှာမရှိတော့เนาะ okay